ခရစ်တော်သခင်သည်ကယ်တင်ခြင်းလုပ်ငန်းကိုအစပြုတော်မူသည်နေ့စဉ်ကျမ်းစာထားရှုချက်များကိုဝေမျှပေးနေပါတယ်ဇန်နဝါရီလ12ရက်နေ့အတွက်ပါကြားနာရမယ့်ဧဝံဂေလိကျမ်းစာကတော့ရှင်မာကုခန်းကြီး1ခန်းငယ်14မှ20အထိဖြစ်ပါတယ်ခင်ခရစ်တော်ဟာဂါလိလေယာပြည်မှာမိမိရဲ့ကယ်တင်ခြင်းလုပ်ငန်းတွေကိုစတင်ခဲ့ပုံနဲ့ပထမဆုံးတပည့်တော်တွေကိုခေါ်တော်မူတဲ့တာရကတွေကိုပြောပြထားပါတယ်ဆေကျော်ခြင်းပေးတဲ့ရှင်ယောဟန်ဟာအဖမ်းဆီးခံခဲ့ရပါတယ်။ခင်ခရစ်တော်အဲ့ဒီအချိန်မှာဂါလိလေယာပြည်ကိုကြွလာပြီးတော့အချိန်ကာလပြည့်စုံပြီးဘုရားသခင်နိုင်ငံတော်တည်လို့နေပြီးဧဝံဂေလိတရားတော်ကိုယုံကြည်ကြလော့လို့ဟောပြောခဲ့ပါတယ်။ဂါလိလေယာအိုင်နာမှာလမ်းလျှောက်ပြီးတရားဟောနေတဲ့အခါမှာစီမုန်ပေထရုအန်ဒရူးယာကုပ်နဲ့ယောဟန်တို့ကိုတွေ့ပြီးသူတို့ရဲ့ပိုက်ကွန်များကိုစွန့်ခွာကာလူတွေကိုဖမ်းတဲ့တံငါသည်တွေဖြစ်ဖို့ရန်အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ဒီကျမ်းစာကိုဖတ်ရှုခြင်းအပြင်ကျွန်တော်တို့ထောက်ရှုရမယ့်ပထမတစ်ချက်ရှိပါတယ်။ယခုကာလဟာအရေးကြီးတဲ့ကာလဖြစ်ပါတယ်။ယခုအချိန်ဟာအပြည့်အစုံဆုံးအချိန်ကာလဖြစ်ပါတယ်။ခရစ်တော်ရဲ့ကယ်တင်ခြင်းလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်။အခါတလေကျွန်တော်တို့ကမိမိရဲ့ကယ်တင်ခြင်းအများသူငါရဲ့ကယ်တင်ခြင်းလုပ်ငန်းအတွက်နောက်နှစ်မှာစမယ်မိမိရဲ့ဘဝကုံဆုံးကာနေ့မှာနောင်တရမယ်စသဖြင့်တွေးတောနေတတ်ကြပါတယ်သခင်ခရစ်တော်ဒီနေ့ကျွန်တော်တို့ကိုပြောနေတာကတော့ယခုလက်ရှိပြည့်စုံမှန်ကအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဘုရားသခင်ရဲ့နိုင်ငံတော်ဘုရားသခင်ရဲ့ကယ်တင်ခြင်းလုပ်ငန်းဟာစောင့်မျှော်နေရမယ့်အရာမဟုတ်ပါဘူးမိမိလက်ရှိဘဝထဲမှာယခုအချိန်မှာအကောင်းဆုံးအချိန်ဖြစ်တယ်ဘုရားသခင်ယေရှုတော်တွေပေးထားတယ်ယခုအချိန်မှာစတင်ဖို့ဖြစ်တယ်ယခုအချိန်မှာအလုပ်လုပ်ဖို့ဖြစ်တယ်ဆိုတာကိုဒီနေ့ထောက်ရှုနိုင်ပါတယ်ကျွန်တော်တို့ကိုယ်စီရဲ့ဘဝအသက်တာမှာကိုယ်မှာရှိနေတဲ့ယေရှုတော်တွေဘုရားသခင်ပေးထားတဲ့ဉာဏ်ပညာတွေပစ္စည်းဥစ္စာတွေပေါင်းသင်မိတ်ဆွေတွေနဲ့စတင်ရမယ့်အကောင်းဆုံးအချိန်ဖြစ်တယ်ဆိုတာကိုဒီနေ့ပထမအချက်အနေနဲ့ထောက်ရှုနိုင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့တမန်တော်ကြီးတွေဟာမိမိတို့ရဲ့ပိုက်ကွန်တွေကိုဆွန့်ခွာရဲတဲ့တတ်တည်ရှိပါတယ်သခင်ခရစ်တော်ကကယ်တင်ခြင်းလုပ်ငန်းကိုအစပြုဖို့ခေါ်တဲ့အခါမှာတမန်တော်ကြီးတွေဟာမိမိတို့ရဲ့ပိုက်ကွန်တွေကိုထားခဲ့ပါတယ်ဒီပိုက်ကွန်တွေဟာထိုတမန်တော်ကြီးတွေရဲ့အနာဂတ်မိသားစုအရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဘဝရဲ့လုံခြုံမှုကိုပေးတဲ့အသက်မွေးဝမ်းကြောင်းတွေဖြစ်ပါတယ်သူတို့ရဲ့ဂုဏ်သိက္ခာဖြစ်ပါတယ်သူတို့ရဲ့လုံခြုံမှုဖြစ်ပါတယ်သူတို့ဘဝရဲ့အရင်းအမြစ်တွေဖြစ်ပါတယ်ဒါပေမဲ့လည်းသခင်ခရစ်တော်ရဲ့ဖိတ်ခေါ်ခြင်းကိုခံရတဲ့အခါမှာတမန်တော်ကြီးတွေဟာအဲ့ဒီအရာတွေကိုစွန့်လွတ်ခဲ့ကြပါတယ်ကျွန်တော်တို့ဘဝအသက်တာမှာလည်းပဲကောင်းသောခရိယန်တယောက်ဖြစ်ဖို့သတင်းကောင်းကိုဝေမျှဖို့ကယ်တင်ခြင်းလုပ်ငန်းမှာပါဝင်ဖို့ခရစ်တော်ရဲ့လမ်းပြတဲ့ပါရမီတွေကိုကျင့်ကြံဖို့ရန်အတွက်ကျွန်တော်တို့ဆုံးခွာရမယ့်အရာတွေရှိပါတယ်။သူသဖြင့်ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေကျွန်တော်တို့ရဲ့အမြင်ကျဉ်းမြောင်းမှုတွေကျွန်တော်တို့ရဲ့ကြောင်းရွံစိတ်တွေကျွန်တော်တို့ရဲ့တွေ့တာမှုတွေတတ်မဲ့ဆွဲလန်းမှုတွေကိုပေါ်ထုတ်ပြီးစွန့်ခွာနိုင်ကြဖို့ဒီနေ့ဖိတ်ခေါ်နေပါတယ်။ဒီအရာတွေကိုကျွန်တော်တို့မစွန့်ခွာနိုင်သေးဘူးဆိုရင်ခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာခရစ်တော်ရဲ့ကယ်တင်ခြင်းလုပ်ငန်းကိုလှုပ်ဆောင်တဲ့အခါမှာအခက်အခဲတွေအဆင်မပြေမှုတွေတွေ့ရမှာဖြစ်ပါတယ်။တရားတစ်ချက်အနေနဲ့အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ထောက်ရှုနိုင်ပါတယ်။သခင်ခရစ်တော်ဟာမိမိရဲ့ကယ်တင်ခြင်းလုပ်ငန်းကိုမိမိရဲ့သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကိုတယောက်တည်းမလုပ်ဆောင်ခဲ့ပါဘူး။သူဟာဖျားဖြစ်တော်လဲပဲလူသားတယောက်အနေနဲ့လောကကြီးတဲကိုဆင်းကြွလာတဲ့အတွက်ကြောင့်လူသားတယောက်ပြီးအရာအားလုံးကိုသူတယောက်ပဲမလုပ်ခဲ့ပါဘူး။ဖျားသခင်တစ်ပါးအနေနဲ့အရာကိုတတ်ဆွမ်းနိုင်ပေမဲ့လူတယောက်ဖြစ်လာတဲ့အခါမှာလူရဲ့အတိုင်းဝိုင်းနဲ့အတူတူတကွလှုပ်ဆောင်ပါတယ်။ရေရှည်တည်တံ့တဲ့ကယ်တင်ခြင်းလုပ်ငန်းစဉ်ဖြစ်ဖို့မိမိရဲ့တပည့်တပန်းတွေကိုမွေးမြူခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာခရ
ရိယန်ဖြစ်လာကြပါတယ်ခရိယန်ဆိုတဲ့ခရစ်တော်ရဲ့နောက်လိုက်တွေဟာသခင်ခရစ်တော်ရဲ့လုပ်ငန်းစဉ်တွေကိုသခင်ခရစ်တော်ကိုအတူယူပြီးတော့လှုပ်ဆောင်ကြရပါတယ်သခင်ခရစ်တော်ဟာမိမိတယောက်တည်းအလုံးမလုံးခဲ့တယ်လို့ကျွန်တော်တို့တယောက်ချင်းစီတည်လည်းပဲဘုရားသခင်ရဲ့ကယ်တင်ခြင်းလုပ်ငန်းလူသားအားလုံးအကျိုးပြုလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့လူသားတယောက်ပြီးသားဖို့သတင်းကောင်းကိုဝေမျှဖို့တယောက်တည်းအတ္တနဲ့လုပ်နေဖို့မလိုပါဘူးကျွန်တော်တို့အပေါင်းပါတွေနဲ့လုပ်ကြရမယ်မိမိရဲ့အတိုင်းဝိုင်းနဲ့အတူလုပ်ရမယ်မိမိရဲ့မိသားစုနဲ့အတူလုပ်ရမယ်မိမိရဲ့အဖွဲ့အစည်းနဲ့အတူလှုပ်ဆောင်ကြရပါမယ်ကျွန်တော်တို့တယောက်တည်းကယ်တင်ခြင်းရဖို့ကျွန်တော်တို့တယောက်တည်းကောင်းစားဖို့ကျွန်တော်တို့တယောက်တည်းအဆင်ပြေဖို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့မိသားစုအတိုင်းဝိုင်းကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းကြီးတစ်ခုလုံးကယ်တင်ခြင်းရဖို့ကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းတစ်ခုလုံးကောင်းစားဖို့ဘုရားသခင်ရဲ့သတင်းကောင်းကိုရရှိဖို့နောက်ဆုံးလူမှုအတိုင်းဝိုင်းတစ်ခုလုံးလူသားတွေအကုန်လုံးကယ်တင်ခြင်းရရှိဖို့ရန်အတွက်ဘုရားသခင်ရဲ့မေတ္တာတော်လွှမ်းခြုံနိုင်ဖို့ရန်အတွက်လှုပ်ဆောင်ရမယ်တမန်တော်ကြီးတွေဖြစ်တယ်ခရိယန်တွေဖြစ်တယ်ဆိုတာကိုထောက်ရှုစဉ်းစားသုံးသပ်ပြီးတော့ဒီအရာတွေကိုလှုပ်ဆောင်ဖို့ရရွှေ့နေရွှေ့လုပ်နေဖို့မလိုပါဘူးဒီနေ့စတင်လို့လည်းရပါတယ်ဒီနေ့အကောင်းဆုံးဖြစ်ပါတယ်ဒီနေ့ပြည့်စုံတဲ့နေ့ဖြစ်ပါတယ်ဒါတွေလှုပ်ဆောင်ဖို့ရန်အတွက်လည်းပဲကျွန်တော်တို့ဆွံ့လို့ရမယ့်အရာတွေရှိပါတယ်ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေကြောက်ရွံ့မှုတွေတွေ့တာမှုတွေကောင်းကင်နိုင်ငံတော်နဲ့မဆက်အတဲ့အရာတွေကိုကျွန်တော်တို့စွန့်ခွာရပါမယ်လှုပ်ဆောင်တဲ့အခါမှာလည်းပဲအတူတကွပူးပေါင်းလှုပ်ဆောင်ကြရမယ်တကူတည်းလှုပ်ဆောင်နေရင်ဘယ်လောက်ကျွန်တော်တို့လုပ်နိုင်မှာလဲတိုင်းဝိုင်းနဲ့ဖွဲ့အစည်းနဲ့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့လုပ်တဲ့အခါမှာအများကြီးလှုပ်ဆောင်နိုင်လိမ့်မယ်လူသားတွေအားလုံးကိုခရစ်တော်ရဲ့သတင်းကောင်းတွေကိုဝေမျှနိုင်လိမ့်မယ်စီစီလုံးလုံးနဲ့လှုပ်ဆောင်ခြင်းအပြင်သခင်ခရစ်တော်မျှော်မှန်းတဲ့လူသားတွေအားလုံးရဲ့ကယ်တင်ခြင်းကိုပေးစွမ်းနိုင်တယ်ဆိုတာတွေကိုထောက်ရှုလျက်ဒီနေ့ဧဝံဂေလိတရားတော်အပြင်ခွန်အားယူကြပါစို့